နျူကာဆယ်မှာခြေစွမ်းပြနေတဲ့အိဆက်ကိုစိတ်ဝင်စားနေတဲ့လီဗာပူးနဲ့အာဆင်နယ်ဒီနေ့မှာတော့ပရီးမီးယားလိရဲ့ထိပ်တန်းတိုက်စစ်မှုတွေကတူဖြစ်တဲ့နျူကာဆယ်ယူနိုက်တက်တင်းရဲ့တိုက်စစ်မှုဖြစ်တဲ့လက်ဇနာအိဆက်နဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာသတင်းပုတ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။သူကဒီယာဒီမှာဂိုးပေါင်း29ဂိုးထိတွင်းယူထားပြီးအသင်းအတွက်ရေးပါတဲ့ကစားသမားတူဖြစ်ပေမဲ့လည်းသူ့ရဲ့အနာဂတ်ကတော့မရေမရာဖြစ်နေပါတယ်။အာဆင်နယ်နဲ့လီဗာပူးရဲ့စိတ်ဝင်စားမှုတွေကြားမှာအိဆက်ကနျူကာဆယ်ကနေထွက်ခွာသွားနိုင်မလားဆိုတာဆက်လက်ကြည့်ရှုလိုက်ရအောင်ပါ။လက်ဇနာအိဆက်ဟာ2024-2025ရာသီမှာနျူကာဆယ်ယူနိုက်တက်အသင်းအတွက်တကယ်ကိုခြေစွမ်းပြခဲ့တဲ့ကစားသမားတူပါတိုင်ပွဲပေါင်းစုံမှာ29ဂိုးထိတွင်းယူနိုင်ခဲ့တယ်လို့ဖေဖော်ဝါရီလမှာကာရာဘောင်းဖလားကိုရယူရမှာလည်းအဓိကခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်။ဒါပြင်သူတို့အသင်းဟာပရီးမီးယားလိရဲ့အဆင့်5တွင်ဝင်ရောက်ပြီးချန်ပီယံလိဝင်ခွင့်ကိုလည်းရယူနိုင်ဖို့အလားအလာကောင်းတွေရှိနေပါတယ်။အီဆက်ရဲ့ဒီလိုထူးထူးခြားခြားခြေစွမ်းပြမှုကြောင့်ဥရောပထိပ်တန်းအသင်းတွေရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့တာကတော့သဘာဝကျပါတယ်။ပရီးမီးယားလိရဲ့အင်အားကြီးအသင်းတွေဖြစ်တဲ့အာဆင်နယ်နဲ့လီဗာပူးတို့ဟာလာမယ့်နွေရာသီမှာသူတို့ရဲ့တိုက်စစ်ပိုင်းကိုအားရင်ဖြစ်တင်းမှုအတွက်အီဆက်ကိုမျက်စိကျနေကြတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။စိတ်ချင်းဘက်မှာအီဆက်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးသတင်းတွေထွက်ပေါ်နေချိန်မှာနီးပြအက်ဒီဟောင်းကတော့ဆွီဒင်တိုက်စစ်မှုဟာအသင်းကနေထွက်ခွာသွားနိုင်တယ်ဆိုတဲ့အရေးမှုတွေကိုပြောကြားခဲ့ပါတယ်။သတင်းတော်တွေနဲ့တွေ့ဆုံစဉ်မှာဟောင်းကကျွန်တော်ဘေကစားသမားအတွက်ကိုမှအဲ့ဒီလိုအာမခံချက်မျိုးမပေးပါဘူး။ဒါဟာအစ်ဆက်ရဲ့အနာဂတ်နဲ့မသက်ဆိုင်ပါဘူး။ဒါပေမဲ့ကျွန်တော်ဒီနေရာမှာထိုင်ပြီးအဲ့ဒီလိုမျိုးလုပ်ခဲ့မယ်ဆိုရင်ကျွန်တော်ဟာယူတယောက်ဖြစ်သွားပါလိမ့်မယ်။ကျွန်တော်တို့ရဲ့အားအကောင်းဆုံးကစားသမားတွေကိုထိန်းသိမ်းထားခြင်းပါတယ်။ကျွန်တော်တို့ဒီကိုရောက်လာတဲ့အချိန်ကလေးကအဲ့ဒီလိုပြောခဲ့ပြီးဒီနေရာမှာထိုင်နေခဲ့တာပါလို့ပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးဟောင်းကကျွန်တော်တို့ရဲ့အကောင်းဆုံးကစားသမားတွေကိုထိန်းသိမ်းထားဖို့ကြိုးစားရမယ်။ပြီးတော့ကျွန်တော်တို့ကိုပို့ပြီးအင်အားကောင်းလာစေဖို့ကစားသမားကောင်းတွေကိုခေါ်ယူရမယ်။ဘာဖြစ်လို့လဲဆိုတော့အသင်းရဲ့ကြီးမန်းချက်နဲ့အသင်းနဲ့ပတ်သက်တဲ့လူတိုင်းရဲ့ကြီးမန်းချက်ကရေရှည်အောင်မြင်မှုပဲဖြစ်ပြီးဒါကဒီလိုလောက်မှပဲရနိုင်မှာပါလို့ပြောကြားခဲ့ပါတယ်။နျူကာဆယ်အသင်းကမေလ25ရက်နေ့မှာအိမ်ဝင်းမှာကစားမဲ့အဲဗာတန်ရဲ့ပွဲမှာအနိုင်ရရှိပြီးသူတို့ရဲ့ချန်ပီယံလိဝင်ခွင့်ကိုတေးကြအောင်လုပ်ဖို့မျှော်လင့်နေပါတယ်။အကယ်၍သူတို့ကချန်ပီယံလိဝင်ခွင့်ရရှိရမယ်ဆိုရင်အီဆက်ကိုထိန်းသိမ်းထားနိုင်မှုအခွင့်အလမ်းပိုများလာနိုင်ပါတယ်။အီဆက်ရဲ့တောက်ပတဲ့ခြေစွမ်းတွေကြောင့်အာဆင်နယ်နဲ့လီဗာပူးတို့သာမကဥရောပရဲ့တခြားအသင်းကြီးတွေကလည်းသူ့ကိုခေါ်ယူဖို့စိတ်ဝင်စားနေကြတယ်လို့သိရပါတယ်။အကယ်၍အီဆက်ဟာနျူကာဆယ်ကနေထွက်ခွာခဲ့မယ်ဆိုရင်တော့ဒါဟာငွေကြေးမြောက်များပါဝင်တဲ့အပြောင်းရွှေ့တစ်ခုဖြစ်လာနိုင်ပါတယ်။ ဒီမှာဒီလိုတက်တဲ့